media interview တွေကျွန်တော်လာပြောသမျှကျွန်တော်တခါမှမငင်းပါဘူးဖြေပါတယ်ကျွန်တော်လာပြောလို့ရှိရင်တော့ဖြေပေးလိုက်တာပါပဲတခါမှနေပါအောင်လို့ကျွန်တော်ဒါဒီဟာတော့မပြောပါနဲ့လို့ဒီဟာတော့ကျွန်တော်မဖြေဘူးလို့တော့တခါမှမငင်းဘူး interview လေးလုပ်ပေးပါအောင်ဆိုလဲကျွန်တော်အမြဲဖြေတယ်ဖြေပေးတယ်ဒါတော့ကျွန်တော်ခေါင်းစဉ်တွေတက်တာအဆင်မပြေတာတွေလည်းရှိတယ်ဒါပေမဲ့ဒါကလည်းဒါမီဒီယာဆိုတော့ဒီလိုပဲ attention ရှာမှာပဲဆိုပြီးတော့ကျွန်တော်တီးခံပေးတယ်ဒါပေမဲ့အဲ့လိုမျိုးမလွန်လာသင့်ဘူးပေါ့နော်တေးသေးချာချာပြောတယ်ကျွန်တော်အခုဒီ show like ပွဲကိုကျွန်တော် interview ဖြေလို့မရသေးဘူးကျွန်တော်မဖြေသေးဘူး24ရက်နေ့ကျမှဖြေပေးမယ်လို့ကျွန်တော်သေးသေးချာချာပြောတယ်အဲ့ဒါကို24ရက်နေ့မှတင်ပါမယ်24ရက်နေ့ညနေသူများတင်ပြီးမှတင်ပါမယ်ဆိုတော့ဂရိကဘောနဲ့မေးသွားလို့ကျွန်တော်ဖြေပေးလိုက်တယ်အဲ့ဒါအဲ့လိုမျိုးတော့ကြိုပြီးတော့တင်လိုက်မယ်ဆိုတာမျိုးတော့မလုပ်နဲ့လေဗျာတိတာအဲ့ဒါကြတော့ကျွန်တော်ကဒီဘက်မှာဂရိပေးထားတာလေအဲ့ဒါမျိုးကျွန်တော်24ရက်နေ့ညနေမှာဖြေပါမယ်လို့အကုန်လုံးပြောထားတဲ့ဟာကို24ရက်နေ့ညနေကျမှတင်ပါမယ်လို့မေးသွားပြီးတော့မှအဲ့လိုမျိုးကြိုပြီးတော့သူများတဲ့စောကျင်ပြီးတော့သူများတဲ့ကြိုပြီးတော့မလုံနဲ့လေဗျာကျွန်တော်ကဒီဘက်မှာမျက်နှာပြက်တယ်လေဗျာအခုကျွန်တော်ဖုန်းဆက်ပြီးတော့တောင်းပန်တဲ့အတွက်မီဒီယာနာမည်ကျွန်တော်ထည့်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ဒီစကားမပြောလို့မဖြစ်ဘူးကျွန်တော်တောင်းမပြောချင်ဘူးအင်တာဗျူးဖြေမှပွဲဖြစ်မဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဖြေပေးတယ်ဆိုတာမီဒီယာအတွက်လည်းပါတယ်တစ်ဖက်ကပွဲအတွက်လည်းပါတယ်အဲ့ဒါအဲ့လိုမျိုးတော့မလုံနဲ့လေဗျာကျွန်တော်ကောင်းကောင်းသေးသေးချာချာပြောတယ်24ရက်နေ့မှတင်လို့ရပါမယ်နော်24ရက်နေ့ညနေမှတင်လို့ရပါမယ်အဲ့လိုသေးသေးချာချာပြောလိုက်ပါရဲ့နဲ့အဲ့လိုမျိုးတော့မလုံနဲ့လေဗျာကျွန်တော် Facebook ပေါ်မှာဘယ်သူနဲ့မှလည်းရန်လည်းမဖြစ်ချင်ဘူးစကားလည်းမများချင်ဘူးကျွန်တော် public ကိုအဲ့လိုမျိုးတက်ပြီးတော့ဒီလိုတွေပြောရတာကျွန်တော်ဖုန်းဆက်တယ်အရင်ဆုံးဖုန်းဆက်တယ်အရင်ဆုံးဖုန်းဆက်ပြီးတော့ပြောတယ်ဖုန်းမကင်ဘူး Messenger ကနေတလန်းပြောတယ်စာမဖတ်ဘူးနောက်မှဖုန်းပြန်ဆက်လာတယ်ဒါအဲ့ဒါကြောင့်ဖုန်းပြန်ဆက်လာလို့ကျွန်တော်ဖုန်းပြန်ဆက်ပြီးဖြုတ်ပေးလိုက်လို့ကျွန်တော်နာမည်ထည့်မပြောတော့ဘူးမလောက်ရဘူးလေဗျာကျွန်တော်သေးသေးချာချာပြောထားတယ်ကျွန်တော်ဖြေပေးလိုက်တာပဲကျွန်တော်တခါမှညင်းတယ်ဆိုတာမရှိဘူးကျွန်တော်ဘက်ကတလေးတစားနဲ့အချိန်ပေးတယ်မီဒီယာတစ်ဟောင်းကျွန်တော်အင်တာဗျူးတင်ပါတယ်ဆိုကျွန်တော်အများအားအချိန်ပေးတယ်ကျွန်တော်ကစောင့်ရမယ်ဆိုလဲကျွန်တော်အချိန်တိတိကျကျစောင့်ပေးတယ်ကျွန်တော်ကလာဖြေပေးရမယ်ဆိုလို့ရှိရင်လဲကျွန်တော်အချိန်လေးတစ်ခုညှိပြီးတော့ကျွန်တော်လာပေးတယ်ကျွန်တော်အနေနဲ့ဒီအင်တာဗျူးတွေမဖြေရလို့လဲဘာမှမဖြစ်ဘူးဒါပေမဲ့မီဒီယာဆိုတာကငါလေးစားတဲ့အလှော်ထဲမှာရှိနေပါတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဖြေပေးတယ်အဲ့လိုမျိုးတွေတော့မလုပ်ကြနဲ့လေဗျာခင်ဗျားတို့ကျွန်တော်အကုန်လုံး block ထားတယ်မီဒီယာတွေကျွန်တော်တစ်ဟောင်းသေးကြီးကျွန်တော်တခုမှမကြံဘူးအကုန် block လုပ်ထားတယ်လူချင်းခင်မယ်မှုမပြတ်ဘဲနဲ့ page တွေအကုန်လုံးခင်ဗျားတို့ကျွန်တော် block ထားတယ်block ထားတာခင်ဗျားတို့ခေါင်းစဉ်တက်တာတွေအဆင်ပြေတာမပြေတာတွေလည်းလိုက်ပြီးအာယုံမနောက်ချင်တော့လို့ပေါက်ကရ40တွေခင်ဗျားတို့လည်းလိုက်ပြီးတော့ဒိုင်ငံထိုင်မရှင်းနိုင်တော့လို့မီဒီယာ page တွေအကုန်လုံးကျွန်တော် block ထားတယ်ဒါပေမဲ့သေးသေးချာချာလည်းပြောပါတယ်ခင်ဗျားတို့ကျွန်တော်ဖြေပေးတယ်နော် page ကိုကျွန်တော် block လုပ်ထားပြီမယ်ခင်ဗျားတို့ကျွန်တော်ဖြေပေးတယ်အဲ့ဒါကိုတော့အဲ့လိုမျိုးတွေမလုပ်ကြနဲ့လေဗျာကျွန်တော်သေးသေးချာချာပြောပါရဲ့နဲ့မပြောလိုက်မိဘူးဆိုလဲထားတော့
ကျွန်တော်သေးသေးချာချာပြောတယ်24ရက်နေ့ညနေမှာတင်ပါနော်24ရက်နေ့ညနေ9:00 နာရီမှာတင်လို့ရပါမယ်နော်လို့သေးသေးချာချာပြောလိုက်ပါရဲ့နဲ့ဒီမနေ့တင်တယ်ခင်ဗျားတို့သူများတဲ့စောကျင်တာတခုတည်းနဲ့တော့ကျွန်တော်ဒီဘက်မှာပေးထားတဲ့ဂရိတွေပြက်အောင်မလုပ်နဲ့လေဗျာကျွန်တော်ဒေါသဖြစ်တယ်တော်စိတ်ဆိုးတယ်ကျွန်တော်ပြောလိုက်လို့ရှိရင်ရုံးကလူတွေကမသိလို့တင်လိုက်တာတို့ရုံးကလူတွေကျွန်တော်တို့မမြင်ရတဲ့သူတွေကိုနာမည်တက်ပြီးတော့လွှဲချပြီးတော့ကျွန်တော်တို့ဒီဘက်မှာတိုင်ပတ်သွားတာလေပြန်ဖြတ်ပေးထားတဲ့ဆိုလို့ကျွန်တော်မီဒီယာနာမည်ထည့်မပြောတော့ဘူးအဲ့ဒါပါပဲခင်ဗျားတို့နဲ့ကျွန်တော်မိတ်မပြတ်ရှင်ဘူး